ကျွန်တော်ပေါ်လာကြီးတချီဖြစ်ပါတယ်တချီ你好吗ဆောမီရောတော့ကြည့်လို့မနိုင်ဘူးဂျပန်ဗီဇာကလောက်ဆုံးတယ်ကျွန်တော်ဆောမီရောဖြစ်ထားတာမဟုတ်ဆောမီကြည့်ရလို့တော့ရှိတယ်နောက်မှဆောမီတော့တွေ့အောင်လားတော့လာနေကြပါခဏခဏပါကွာပေါ်လာတန်းနေကျွန်တော်ဗီဇာကိစ္စတိုင်ပတ်နေပါတယ်ဒီလေဟိုပါလုံးနေတယ်တော့ပြလိုက်အောင်လေအတိုင်နေပါကုန်ပြီအကျုပ်ထိုင်ရတယ်မင်္ဂလာပါထောင်ရပြတဲ့ဘုံလေးမှများတယ်ပြပလိုက်လေဘာလို့ပြပလိုက်အောင်လေရဖို့တော့လိုက်ကြည့်ပါလေမင်္ဂလာပါဗီဇာနဲ့တိုင်ပတ်နေပြီဘောလေးစီပါဘယ်စာဘီနောက်လာစနေနေ့ပွဲတော့ကျွန်တော်တို့လိုအပ်တာတွေကျွန်တော်လိုက်လုပ်နေပါတယ်ဂျပန်ဗီဇာရအောင်ကျွန်တော်မနေ့ရုံးကန်ကျူးစားနေပါတယ်လိုအပ်တဲ့ဆောက်ရောက်တွေတော့ချပြီးတော့ကျွန်တော်ကိုလိုက်လုပ်ရတော့ဗျာဟိုရုံးတော့ဒီရုံးတော့ကိုစီစဉ်နေကိုပေါ့ဒါညိုကီတို့တိတ်မတိကြအောင်တော့ညိုကီတို့ပြောမယ်ဆိုတာရောတော့ညိုကီတို့ပွဲဖြစ်ရင်ဖြိုးရပတ်စံရတာပဲညိုကီမြင်တော့ညိုကီတို့ပတ်စံရတာတော့မဟုတ်ပါဘူးညိုကီတို့က15ရခိုင်တော့ခဏပြောပြတယ်ညိုကီတို့ကအဆိုးမြင်တော့ညိုကီတို့တော့ဘောနမရတဲ့ခေါက်ဆိုရင်ညိုဖြိုးရအိမ်မှာပတ်စံတစ်ခါမှမပါပါဘူးဆိုတော့ညိုကီတို့မသိတော့အဲ့ဒါညိုကီတို့မသိတော့ဆွတ်ပြောမှဆိုတာပေါ်နဲ့မရတဲ့ခေါက်ဆိုရင်ဖြူဝေးဒီမှာစားတာတောက်တာနဲ့ဒီမှာဆေးရဓမ္မတွေပြန်ခွဲရတာကုန်ပဲကောနေရောက်ပါတဲ့ခေါက်ဆိုရင်တော့တရားအဲ့လိုမျိုးတယောက်စားတော့ရတော့ကွာ3ယောက်ပါတဲ့ခေါက်ဆိုတော့ဒီ2ယောက်စားပြီးတော့ရတယောက်တော့စားတာတော့ပြန်ခွဲရတဲ့ကုန်လာတော့ညူကြီးတော့အခုကတော့လာကြီးပမောယုံဘယ်လဲပမောစီနာတော့လေဘယ်လဲတော့ကိစ္စစီတယ်ဗီဇာတော့လို့ပါကလို့နေငါပါမနှက်ပြန်ဝဲချင်းမှာဖြစ်ပါတယ်ဗျာဟုတ်ပါတယ်မှန်ပါတယ်ဗျာသမီးကတော့စားတော့ရတာဝဲဒီဘွဲကဝဲပြန်135မဟုတ်135အပေါ်မှာတင်ထွန်းမပြန်ပဲကြမ်းမှာပွဲနာနီရောပွဲတိရရတာအကတော့ဝဲဆောလို့မရဘူးဗျလောဆယ်ကျွန်တော်တို့ဂျပန်နိုင်ငံကိုသွားဖို့တော့လိုအပ်တဲ့စာရွက်စာတမ်းတွေဌာနဆိုင်ထိုင်းနိုင်ငံဌာနဆိုင်နဲ့ပတ်သက်စာရွက်စာတမ်းတွေကျွန်တော်လိုက်ယူနေပါတယ်ဗျာဒီဝန်ပါကျတော့ဝန်တို့ခေါ်တဲ့စာတွေကတော့ထောက်ပြီးတယ်အဲ့ဒါမပြည့်စုံလို့လိုအပ်တာတွေကျွန်တော်လိုက်ယူနေပါတယ်လောဆယ်ကပိတ်လမ်းနဲ့ကြက်ဖန်20ပြီးမှာပဲလာလို့ရတယ်စီစင်းကြီးစီမင်္ဂလာပါဒီခါပေါင်းစบายดีบ่สวัสดีบ่น้อง
တွေ့လင်းထပ်ပွဲစီးတယ်မှာကြာမီလာမီခြာပြတော့ခဏဆော့ပြပါဗျာဂျပန်မှာသွားတယ်ဂျပန်သွားဖို့လိုအပ်တဲ့အားလည်းလုံးတော့ဗျာလောဆယ်ဘန်ကောက်တော့ရောက်လာပြီအောက်ချင်းလေးအဓိကပွဲထိုးပြတဲ့အတီးပြတာကျွန်တော်ကြောက်အများကြီးပါတာသူ့ပြထိုးကြည့်လို့မထိုးကြည့်တော့ချန်ပီယံကထိုးခွင့်ရဖို့ဆိုတာတော့တောင်မလို့လေကရတဲ့ခွင့်ရကိုကောင်းကောင်းလုပ်ပြရမယ်ဟုတ်လားညီလေးကောင်းကောင်းလုပ်ပြရမယ်ပြပလိုက်ဟောနော်ဒါပေမဲ့ဟိုကတော့ပြောချန်ပီယံဆိုတော့လက်ရတော့အစားရတာတော့ဗျာသူကတားနေတဲ့ဆောင်းတော့တစ်ချက်မိုင်းတော့မတော့ခံရအောင် ဒါအုံကိုက်လိုက် မနိုင်ကြိုက်ရမလို့ဝမ်းကြတော့ပွေးပဲလားထိုးကွာဆိုတော့ကျွန်တော်မြောက်ပြီးအဲ့ဒီချန်ပီယံအခုပွဲဖြစ်တော့ဆဲမျိုးကိုကျူလာဆဲပြီးဒီအခုနာဂတာရထိုးကွာတကယ်တော့အောက်ချင်းလေးအိန္ဒိယသူကတော့ထိုးကြည့်မထိုးပြကျွန်တော်ကအတင်းထိုးခိုင်းတာဗျာကိုလူပဲဆိုတော့သူကမထိုးကြည့်ပါလားတခြားကစားသမားထိုးကွာအစင်တက်ပဲစက္ကန့်မိုင်းတွင်ဒီမှာအတွဲရမှာထိုးကြလူကတန်းစီတော့ပုံကြီးว่าไงเปาสบายดีบ่ขี้หอเด้อขี้หอမြန်မာนี่ล่ะထိုးကြည့်ဘလောင်းမှမကြောက်ကစားမนี่ဆိုတာအဆင်ပြေပါတယ်တို့ဘောနမရလို့အဆင်ပြေပါတယ်မြန်မာပြောထိုးရတာပုံရပါငါးကြီးထိုးရတာဟိုတော့ဆိုကစားသမားတွေ30 40ကစားသမားတွေကဒီမှာကျွန်တော်နှုတ်ပြီးအပြုံ50 60မပြောတော့အဲ့မှာငါကြီးထိုးရထားဖို့ပူချင်ပါတယ်အခုကတို့ဒီ1 chip ဆင်းမှာထိုးတဲ့ပုံရိပ်တွေကြောင့်မြန်မာပြည်မှာထိုးကြီးတက်ကုန်ပါပြီဘာမှထိုးပြီးဘလောက်ကျန်တယ်ဘလောက်ကျန်ဆိုတော့မြန်မာပြည်မှာလည်းတို့ထိုးကြီးပြန်တောက်ထိုးကြီးတွေမြင့်ကုန်ပြီအဲ့ဒါသမားတွေအကုန်လုံးဆင်ပြေပါတယ်မစိုးရင်ရပါနဲ့ညထိုးကြတော့လာတော့ရပါတယ်ငါကလည်းထိုးရပွဲ ဟုတ်လို့လား တော့လာတော့နိုင်ဘနတော့လာငါသိ မတော့နဲ့လေသူရတကယ်ချင်းကိုဆလာဆိုင် ဆိုတော့ဘောလကနီလည်းဟာလည်းနားလည်း ဒီကြီး uno la mala solo uno la mala ပြောလို့မရတော့ဘူးလောဆိုတော့ရန်ကုန်ရောက်လာမွန်ပြည်နယ်ယူရလောဝဲဖွဲ့ချုပ်ဥက္ကဋ္ဌကြီးရန်ကုန်မှာရောက်လာလို့တာမေးမေးပါအင်္ဂါမှာဂျေဇုတင်ပါတယ်ဆိုဦးဂျေဇုတင်ပါတယ်สวัสดีสกัดဘယ်လိုဆင်းမအဲ့လူပဲညာစီရဘရိုတီတော့လဲမှာပဲလေဘယ်လိုတော့စမ်းကြည့်ပါဘရိုဘယ်လိုတော့စမ်းကြည့်ပါလားပြောရတော့လွယ်မှာလောပြတာခက်မှာဘရိုတူလောပြတာမလွယ်တော့ဘူးနော်မိုးထောင်ဖုန်ကြီးဝင်နေတာကဖုန်ကြီးမထွက်တယ်ထွက်တော့ပြန်လာမှာဘာမျိုးလဲဂျီဘရိုဂျီကို SM ပါလားဂျီဝဲပါလား
မျိုးရဲ့ဆရာနာမည်ပေါင်းတော့အတန်ထုံးတော့ကျွန်တော်မျိုးစုံထွက်တာနေကောင်းလားဒီဖို့ဟောမှာဘယ်လဲဘောင်စင်ဖရန်မင်္ဂလာပါနီလဲကေနေမခေါ်ပြီးမှအစီအတန်ထွမ်းတော့နောက်မျိုးလုံးထွက်တတ်တယ် bro ညီ JOHM ပါဟာ bro ကျိုးဟေးရှာ ဘာလို့တော့လား ကျိုး ဂျုံမျိုးလား မျိုးဟာ မင်္ဂလာပါဆရာမောင်ဝိုင်းစီဆရာမောင်မင်္ဂလာပါဗျာဟုတ်ကဲ့ဆုံးမယ်20နဲ့ဆုံးမယ်မနီးပြကိုစလူနီးပြမဟုတ်လားအင်ကြီးရောအင်ကြီးကမက်ဆော့ပြတဲ့နေ့ဆိုရင်ဘယ်မှာထားပြရမလဲထားခဲ့ပြီမလေးတစ်ထည့်အခုကအတစ်ထုတ်ရတာကျွန်တော်နောက်ဆုံးပေါ့မင်းတို့ဇာပွဲလာလို့ဆိုမရှိသေးဘူးဆရာမောင်မင်္ဂလာပါဗျာမင်္ဂလာပါสวัสดีครับผมโอเคครับผมโอเคครับမင်းတို့ဇာမြန်မာပြည်မှာပွဲစီတယ်ပြောရဲမြန်မာပြည်မှာဘယ်နေရာရောက်လဲဆရာမောင်ဒီကောင်းချမ်းမဆရာမောင် YMCA ဆရာမောင်ဒီမှာဆရာမောင်စကားပြောမယ်ဆရာမောင်ကွက်တင်ပြီးမယ်မင်္ဂလာပါ微信表的哈，小不然那可以吗？对吧？我亲阿比你的，我ကျွန်တော်စနေနေ့ပဲโอเคကိုတင်ရောက်ကျွန်တော်ဘန်ကောက်မှာပါဗျာကိုတင်ရောက်ဘန်ကောက်မှာပါဗျာlive မှာတော့တွေ့ဘူးနေဗျာကိုတင်ရောက်ခပုံခါဆူဒီနေ့ထပ်ပါကြည့်ရင်ဒီတော့မချာဘူးလားမယ်ကနာဆောင်ကျေးဇူးတင်ပါတယ်ဗျာကျေးဇူးတင်ပါဗျာမဘူးက你好吧？ ငါဘလူလားမနငါဘစီရလားဟင်မလဲပပီဇာရဖို့ရမလို့ဝမ်းထောက်ခန့်စာပြီးတော့ထောက်ခန့်ပြီးတဲ့ဆာရစာတဲ့ထုတ်ပြီးတဲ့လူလေးတာလည်းအတွေ့အကြုံတစ်ခုပါဗျာဘို့တက်သွားတယ်ဘို့ရောက်ပါပြီရောက်မရောက်ဘူးစတဲ့နေ့လာမလို့ကိုရှိနေတာဘာကောင်းမှရှိရ
ဒီစားကိစ္စနဲ့မအားလို့အခုမင်းကျော်စားလောဆယ်မင်းကျော်စားပွဲတော့မရှိဘူးသူကလာလူတော့ရှိတယ်သူကလာကစားမမရောက်ပါဗျာဘယ်သူတွေတော့ပြောပြပိုင်လို့မရှိဘူးဗျာဘယ်တော့မှပြောပြပိုင်လို့ရှိပါဗျာကိုဖြိုးကျွန်တော်ဝမ်းမထိုးကြဟုတ်ကဲ့ဖုန်းနံပါတ်ထားပေးကျွန်တော်ဆက်သွယ်လိုက်ပါမယ်ဗျဝမ်းမထိုးခြင်းနဲ့ဝမ်းမထိုးခြင်းနဲ့ကိုကြီး先过来吧。这班嘛不闹乌州，我不知道咩不闹乌州了嘛，搞那是枪毙我，不闹乌州偷归家枪毙路过那么好个，那是个把枪毙我，不闹乌州偷归家的，你嘛飞大手来嘛骂我呗。ตัวนี้ถ้านอกละมาลาไหมมาจ้าโอเคลาแกบ้าเพ่ก็ว่าเลยลาพี่บ้านัสติยันนี่บริเวณจังหวะเสื้อชอบคิจิฮูไล่ลุยแล้วซีซั่นใครตาขนาดกันน้ำมาพี่ว่าเลยนะอารมณ์แบบปุ๊บเส้นนะพี่อ่ะเป็นอะไรไม่สลายเลย အလုံးပဲစဝါဒီစကားအလုံးပဲစဝါဒီစကား มึงงี้ละเอามึงงี้ละเอา ငယ်တော့ บายมึงงี้ละเอามึงงี้ละเอาကျွန်တော်ขี่ရောက်တော့မှလိုက်ခဏပိတ်လိုက်မှာစပယ်ครับผมครับ